ဒီနေ့ highlight ပြန်လာဖောက်တာနော်ဟိုတနေ့ကစပင်းကအုံရမ်းထူတယ်ကောက်ဒီနော်ဒီကောင်းနဲ့လောက်သွားစပင်းရှိမှဆိုလို့2ရက်ခွဲလုပ်ပေးထား highlight တော့ဖောက်ရှင်တဲ့ပုံစံရှိလားကြာအဆင်ပြေလို့အဆင်ပြေတဲ့ပုံနော်မလေးကစပင်းကအချေပဲကြိုက်တယ်နော်အသားတွေကကျတော့နည်းနည်းညှိတယ်လုံးဝလည်းမညက်ရှင်တော့ဘူးဆိုတော့အမကတော့ဘယ်လိုလဲ highlight ကိုအများကြီးမဖောက်ပေးခြင်းအဓိကပေါ်မဲ့နေရာလေးတွေဖောက်ပေးလိုက်မလို့ဆိုတော့အများကြီးဖောက်ရင်အများကြီးပျက်စီးပါနော်အားကြောင့်မလို့ရှစ်စေးအများကြီးနေရာတကာမတုံးကျင်တော့လို့နော်အဲ့တော့နည်းနည်းလေးပဲ highlight ကိုအဓိကပေါ်မဲ့နေရာလေးတွေရွေးပြီးတော့ဦးစားပေးပြီးတော့ဖောက်ပေးလိုက်မယ်အယောင်ရောကြာအဆင်ပြေအမစားတဲ့ရောင်အမစိတ်တဲ့ရောင်အမစိတ်ပြီးတဲ့ရောင်ပေါ့နော်ညီမလေးလှရင်ပြီးတော့လှဆုံးရောင်လေးရွေးချယ်ပေးလိုက်မယ်နော်ခက်လှလေးဖောက်ပေးလိုက်မယ်နော်ဟိုတနေ့ကလည်း4 နာရီလောက်တူတူကုံဆုံးထားတာနော်ဒီဘောင်းလောက်တာအရှိကြီးပဲကင်မရာလေးတစ်ချက်ကြည့်ပြအောင်နော်đôi ta tươi cười mình nhau lâu thật lâu mình hôn trao thật sâu hàng vạn lời chúc hai ta dang lòng cuộc đời tình yêu ta đã từng khốn khó vượt qua nhiều sóng gió để rồi nhận ra mình đang thêm gắn bó nhẫn cười đeo lên tay rồi thanh xuân gửi hết cho người